ခဏတာလဲလာတဲ့အေးဒီတယောက်မှန်သိပေမဲ့ငါနှလုံးသားကိုတခါတွေဖွင့်လို့မင်းတို့အကောင်းဆုံးတည်ခင်းခဲ့တာမင်းသိပါတကယ်တော့ငါဘဝမှာမမောလောဘကြီးမိတာမင်းစီကယူဆိုင်မှုလေးတွေမင်းစီကယူဆိုင်မှုလေးတွေအမြဲရဖို့ပဲရှိခဲ့တာပါဒါပေမဲ့အခုတော့မင်းစီကကြားချင်တဲ့စကားသံတွေကဝေးနေပြီဖုန်းခေါ်လိုက်ပြန်ချနေရတာကဆက်သွယ်မှုပြင်ပါဆိုတဲ့တန်ပဲစတားလေးကြိုလူလိုပဲရှင်မြေတွေချလဲငါလွမ်းတွေကမင်းရှိရာကိုရောက်လန်းနေတော့ညာတိုင်းလွမ်းနေတတ်တဲ့လူစားမျိုးမဟုတ်ပေမဲ့ဘာတိုင်းကိုလည်းနမ်းနေတတ်တဲ့လူမျိုးမဟုတ်ခဲ့ပါဘူးတကယ်လို့လွမ်းမိတဲ့ညတွေရှိလာရင်တော့ငါရှင်ငါနမ်းမှုတဲ့မိရဲ့ပါဖြစ်လို့ပဲတန်တာမိတာဒါဟာငါရဲ့အဖြစ်များလားအချစ်ရဲ့မသားမရှိတဲ့ငါအလွမ်းတွေကလွင့်မျောလို့မင်းမရှိတဲ့ကဘာမှာငါတယောက်တည်းအထီးကျန်နေတော့မင်းပေးခဲ့တဲ့ယူဆိုင်မှုတွေကအခုတော့အိမ်မက်တစ်ခုလိုပဲနိုးထလာတိုင်းငါကိုထပ်ခါတန်နေတယ်မင်းမချနိုင်တော့တဲ့နေရာကနေငါရင်ခုန်တဲ့တွေကိုတချင်းဖြစ်ဆိုနေမယ်ဆက်သွယ်မှု area ပြင်ပမှာမရှိနေလေငါနှလုံးသားကတော့မင်းစီကိုပဲစင်မြုံလွင်နေအောင်မှာစတားလေးကြိုလူလိုပဲရှင်မြေတွေချလဲငါလွမ်းတွေကမင်းရှိရာကိုရောက်လန်းနေတော့ညာတိုင်းလွမ်းနေတတ်တဲ့လူစားမျိုးမဟုတ်ပေမဲ့ဘာတိုင်းကိုလည်းနမ်းနေတတ်တဲ့လူမျိုးမဟုတ်ခဲ့ပါဘူးတကယ်လို့လွမ်းမိတဲ့ညတွေရှိလာရင်တော့ငါရှင်ငါနမ်း